အားလုံးပဲမင်္ဂလာပါခင်ဗျာတွဲမှတ်ဆိုစီစဉ်ခင်ဗျာဒုတိယပါခန့်ပိကေပန်ကျွန်တော်ညမှဆိုစုကျော်စီစဉ်မိတ်ဆက်ခဲ့ပေါ့လေအဲ့ဒီမှာကြားထဲမှာကျွန်တော်မိတ်ဆွေတရောဟိုညမှဆိုစုနောက်မှနောက်စီစဉ်ချားမရှိနေဆိုကြောလာပြီလားဆိုတော့ပြောပြဆိုလားကျွန်တော်တော့ကိမှာတကယ်လည်းရှင်နေစားပြတော့ကြောစီစဉ်အတွက်မှဆိုစုကျော် plan လဲပါနော်ပိုဝီလာကွန်နာခင်ဗျာဆိုတဲ့ကွန်ဆိုကြောပဲမိုင်ရမယ်ထိုင်အဲ့ပြင်တော့ကျွန်တော်တို့အမှုစီစဉ်ရွေးချယ်တော့လို့နောက်မတတ်မှန်ရလေရှိစေရှိဆိုတော့တွမ်းမှာစုစုကြောစီစဉ် plan လိုက်တာပိုဝီလက်ကန်ရမှာခင်ဗျာစီစဉ်ရွေးချယ်တော့လေအဲ့တပါတော့ကျွန်တော်တို့စီနစ်ပေါ်ထနာပတ်တာပြီဆိုတော့ပါဝိုင်စီပိုင်းလေးမျိုးစားလေးကိုခွက်ချမ်းပြီးလားဆိုတော့နားလက်အောင်ကြိုးစားစားလုပ်ကြည့်မယ်ပေါ့နော်ပိခိပါကျွန်တော်တို့လေလောက်ကြီးဆိုရှိရပေါ့နော်ဟိုစီနစ်ပေါ်ထနာပတ်တာပြီဆိုအခြေခံသဘောတရားနားလက်အောင်ကြိုးစားကြစားရှိအမှုမှာတို့ကလည်းစီနစ်ပေါ်ထားဆိုတာရစားဆိုကြောပြောခိမှာဟိုပါဝိုင်စီပိုင်းလေးနာဆက်ဆန်းစားလေးပါစားရှိပေါ့နော်စီနစ်ပေါ်ထားဆိုတာကိုခံစားတွေးသိပြီးလားဆိုတုတ်ပြန်စားဖြေရပေါ့နော်တုတ်ပြန်စားဖြေရဆိုတာကျွန်တော်တို့ပြောခဲ့စားရှိဟိုအလွယ်ပြောမယ်ဆိုကိုဟမျိုးတုတ်ပြန်ဆိုတာကိုရဲ့စီနစ်ပေါ်ထားပေါ့နော်တုတ်ပြန်စားသည်ခံစားမှုရတုတ်ပြန်စားဖြေကောဖြစ်မဲ့အပြုမှုအနေနာဆိုတာနှုံမှုအရာတုတ်ပြန်စားဖြေကောဖြစ်မဲ့ကဲကံမျိုးတုတ်ပြန်စားဖြစ်ကောဖြစ်မဲ့ပေါ့နော်အမှုမျိုးတုတ်ပြန်ပုံမျိုးစုံနာတုတ်ပြန်စားကိုစီနစ်ပေါ်ထားပဲဆိုကြကျွန်တော်တို့ဆွေးနွေးကြစားရှိပါနော်ဆိုတော့ဒီโอเคဆိုတော့စီနစ်ပေါ်ထားကိုကျွန်တော်တို့စီးပိုက်လိုက်ခွက်ကြည့်မယ်ဆိုတာရသလိမ့်လို့ပေါ့နော်ဆိုတော့သူကလားပြောလို့ဆိုစီနစ်ပေါ်ထားမှာဒီအပိုင်း၃ပိုင်းပါပေါ့နော်နောက်တစ်ခုဟဲ့ဆိုတော့ခံစားမှုအခြေခံပိုင်းပေါ့နော်ခံစားမှုနာတိုက်ဆိုင်ပိုင်းတစ်ခုလားတွေးသိမှုနာတိုက်ဆိုင်ပိုင်းတစ်ခုလားပြုမှုနာဆက်ဆိုင်ပိုင်းပေါ့နော်ဆိုတော့အမှုတော့ခုဒီခုနကလားဆက်ဆိုင်နေပေါ့နော်ဥပမာကျွန်တော်တို့ကကမ်ပတ်ဖလို့ကျွန်တော်တို့ပြင်ဆိုကြော်တန်းပေါ့နော်ကမ်ပတ်ဖလို့ပြင်ကကြော်တန်းကြောဆိုခံစားမှုရှိရပေါ့ဆိုတော့အမျိုးပြင်တော့ကြောဒီကမ်ပတ်ဖလို့ပြောချင်ကျွန်တော်တို့ကြောပေါ့နော်အမျိုးကြောဆိုခံစားချက်ဖြစ်စေအကြောင်းရင်းခံလေများစွာရှင်းနေပေါ့နော်များစွာရှင်းနိုင်တဲ့မှာကျွန်တော်တို့အတွေ့အကြုံရဖြေးစားလဲရှင်းကိုရှင်းမယ်ကျွန်တော်တို့စာအုပ်ထဲမှာဖတ်ဖို့စားလူရှင်းလေးထဲမှာပြောဖို့စားလဲရှင်းကိုရှင်းမယ်ပေါ့နော်အမျိုးပုံစံမျိုးစုံနဲ့ရှင်းနေပေါ့အမျိုးချက်လက်လေးကိုခွန်တဲ့ရောင်းလေးစပြီးဖြစ်နေပေါ့နော်ဆိုတော့အမောဇာတီအမျိုးရနာတော့ဆက်ဆံပါလို့ဆိုတာကမ်ဖပ်လို့ဒီအန်ဒီရှိရဲဆိုကြောကိုကလာခန့်ရုပ်ကြည့်ရောဆိုမျိုးဖြစ်နေပေါ့နော်ဆိုတော့အမောဒီတွေးသိမှုအရာတွေးသိမှုဆိုအပိုင်ရနေလားဆိုတော့ပါဝါပါတာဆိုပါလာရောနော်နောက်တစ်ခုကဆိုကမ်ဖပ်မှုပြောဆိုထောက်ခုစားတို့အော်စားတို့ play စားတို့ချွေးစည်းပလန်တာလားစားတို့အမျိုးစားတွေကြောပြူမှုအပိုင်ပါပေါ့နော်ဆိုတော့ကျွန်တော်တို့စီနေပေါ်တာကိုဒီခုနတော့ပြောတယ်ပဲဒီခံစားမှုဆိုအပိုင်းတွေးသိမှုဆိုအပိုင်းပြူမှုပိုင်းအပိုင်တော့ပိုင်းအများတန်းကျွန်တော်တို့ပါဝါပါတာနေစားရှိပေါ့နော်တခုလားရှိရပြုံမှုပိုင်းနာပါတာပဲဆိုကျွန်တော်တို့ဒီထားရဇာတကူရဇာနေတော့အမြဲတမ်းပြုံမှုဆယ်မှာကျွန်တော်တို့ပြောရနေရဇာမျိုးလားဖြစ်ရှင်းမှာဖြစ်မယ်ချူစီနေပေါ်ထားလေးဒီအခြေအနေရပါတော့စီနေပေါ်ထားရကိုကြောပေးမယ်အခြေအနေရမှန်ရတာနေလဲဇာမျိုးလားရှိကောရှိမှာပေါ့နော်ဒီမြက်လေးရှိမှဖြစ်နေတာကြောင့်အမြဲဖြစ်တာကြောင့်မှန်ရတာနေလဲဇာမျိုးကြောပဲပုံစံမျိုးလားမျိုးတေးလို့ဆိုနေရဇာမျိုးမျိုးဇာမျိုးလည်းရှိနေပါတော့ဆိုတော့ခံစားမှုရကြောင်းနေရတွေးသိမှုရအန်တရရှိဆိုလဲတီးနေရဆောက်ဖြာအမှုဇာအန်တရရှိဆိုလဲတီးရအမှုဇာလဲအချက်ပေးခွန်လောလဲထိုးဝီတာအပြင်မလဲသူများလေးရှိမှကြောရှေကွက်ကြောစသဖြင့်ချင်းနေရကြောကိုကြောစားမပြပါစားထောက်ခုဝဲစားအော်ဝဲစားဖြစ်ခွန်ဖြစ်နေအောင်နော်ဆိုတော့ပြုံမှုနာပတာဝိခိကလာဆိုတော့ကျွန်တော်တို့အပိုင်းဒီအချင်းနေပုံမှန်မှုတည်လားဆိုတော့ကွယ်ပြနေအောင်နော်ဆိုတော့အမဒီကျွန်တော်တို့စီနီပေါ်ထားနာပါတာပြီလားဆိုဟာနားလဲရဘူးပေါင်းဝိုင်စီပိုင်းလေးနာပါတာစားဖြစ်ရပါနော်โอเคနောက်တစ်ခုက class ဆိုကျွန်တော်တို့စီနီပေါ်ထားကိုသိမှုအရာခွက်ကြစားပါသိမှုလိုက်ခွက်ကြစားစီနီပေါ်ထားကျွန်တော်တို့သိမှုတော့ခွဲမဲ့ဆိုတာနေပိုင်းရှိပါနော်တစ်ခုကလား
ပြင်တာစီနေပေါ်ထားတာနောက်တစ်ခုကလားမပြင်တာပဲစီနေပေါ်ထားပါနော်ဆိုတော့ပြင်တာစီနေပေါ်ထားလို့ကဲကျွန်တော်တို့ဒီအပြုံးမှုရာရောခံစားမှုရာရောပြင်တာဝီလာဆိုကဲရှင်ကိုတိုင်လဲတည်နေစာမျိုးပေါ့နော်အမျိုးစီနေပေါ်ထားမျိုးဆိုလို့စားဖြစ်ရဲ့နောက်တစ်ခုကကလားဆိုမပြင်တာပဲစီနေပေါ်ထားတခါလေကလားဆိုကဲရှင်ကိုတိုင်ဟာတီဝဲစာမျိုးဒီထောက်ဝဲစာမျိုးလဲဖြစ်နေပေါ့နော်သူများလေးအနေနဲ့လဲဒီထောက်ဝဲစာမျိုးဖြစ်နေသူကစီပညာစကားရဆိုမသိစီထဲမှာရှင်နေကိန်းနေစာပေါ့နော်ကျွန်တော်တို့ကိန်းနေစာမျိုးဖြစ်ကိန်းနေစီနေပေါ်ထားမျိုးဖြစ်ပေါ့နော်ဆိုတော့အမိုစာမျိုးဒီမပြင်းသားပေမဲ့သူဒီဟပ်ပေါ်မှာတိုင်မှုရှိနေတူပဲလို့ဆိုတော့ကျွန်တော်တို့ခံစားမှုနာအပြုံးမိုးဘက်မှာတိုင်မှုရှိနေတူပဲဖြစ်ပေါ့နော်ဆိုတော့အမိုစာမျိုးဟမ်းမျိုးပြောရမယ်လို့ဆိုတော့ကျွန်တော်တို့ရပ်ပြေကျော်မှတရားငါစီထဲမှာအမျိုးဖြစ်ဆိုတာမျိုးစားလေးမျိုးဒီပြင်တာပဲစီနေပေါ်တာထဲမှာပါမယ်နော်သူကိုစီထဲမှာရပ်ပြေကျော်အမျိုးစားမျိုးရောနေမှတည်ဝဲစားမျိုးလေနော်အမိုစာပြင်တာပဲစီနေပေါ်တာဆိုကျွန်တော်တို့ပြောရမှာဆိုထိုင်နောက်တစ်ခုက class ဟောလာကျွန်တော်တို့စီနေပေါ်တာကိုတောက်တာကပ်ဖြာမှုနာခွက်ကိစ္စဖြစ်ပေါ့နော်လာသူကတောက်မျိုးရှိရဲ့တခုလာပြူဘောဆောင်စီနေပေါ်တာနောက်တစ်ခုကနှုံဘောဆောင်စီနေပေါ်တာနာကွန်ဆိုပိုက်ဖြာပဲစီနေပေါ်တာဆိုကြရှိရပေါ့နော်ပြူဘောဆောင်စီနေပေါ်တာဆိုကလာကျွန်တော်တို့ကွန်ပြစီနေပေါ်တာဆိုကြလဲခုတ်ကြီးပေါ့ဥပမာကျွန်တော်တို့နိုင်ငံရေးအလုပ်ဆိုတာမြင်မြိုင်းလောက်ပေါ့လေအများကျုံဆောင်ရလောက်ဖြစ်ရဲ့ဆိုတာမျိုးပြောစာမျိုးပေါ့နော်အကွန်မျိုးဒီနိုင်ငံရေးနာပါတာပြီးဆိုကွန်ပြင်းစာဖြစ်ရဲ့ပေါ့နော်ကွန်ပြင်းစာဖြစ်ရဲ့ဆိုတော့ကျွန်တော်တို့ပြောကြရတယ်နောက်တစ်ခုကလာတော့လားနုတဘောဆောင်စီနေပေါ်တာဆိုပြင်းစီနေပေါ်တာဆိုလက်ခေါ်ပေါ့နော်အကောင်မလည်းမျိုးပဲသူဒီကိစ္စရန်လေးနာပါတာပြီးဆိုအမြဲတမ်းသူကအဆိုအနုတဘောပြင်းရဲ့အဆိုးပြင်းရပေါ့လေနော်ဥပမာခုနတော့ဇာနာပဲပလန်ဥပမာပြရမှာဆိုနိုင်ငံရေးလောက်ဆိုစားညပိုင်းလောက်ဖြစ်ပေါ့အမျိုးစမျိုးပြောစားပေါ့နော်ညပိုင်းလောက်ဖြစ်ရဲ့ဒါရှင်းလုံမှုကအကွာလေးရွှေရရဲ့ဘုဇာလောရအစားလောရစသဖြင့်ပေါ့နော်သူနေတာအနုတဘောဆောင်စားလိမ့်မယ်အမြဲတမ်းကောနှုတွေးစားပြီးဆိုတာအနုတဘောဆောင်စားမျိုးပဲကျွန်တော်တို့ပုံစံမျိုးတော့တောက်ပြန်စားမျိုးဖြစ်ပေါ့နော်နောက်တစ်ခုက class ဆိုတော့ကျွန်တော်တို့ console ပိုင်းဖြာပဲစီနေပေါ်ထားပေါ့နော်အကွန်မျိုးလာတော့ professional ပေါ့တမန်ဝန်ကျောင်းဆိုင်ရာလောက်လေးမှာအမျိုးစီနေပေါ်ထားမျိုးတွေ့ရဆိုပြောပေါ့နော်အဲတမန်ဝန်ကျောင်းအလောက်လေးနဲ့ဆက်စားပြီးဆိုဥပမာကိုကဒီဆိုင်ရာတစ်ခုခုနားထောင်ပေးရအလောက်ပေါ့နော် console ပိုင်းဖြာပေးပိုင်းဖြာမြောင်းနားထောင်ပေးရမဲဆိုကြောကျေဝါရနားထောင်ပေးနေရအလောက်တောင်းယူရရခိမှာမျိုးဆိုအမျိုးလူတီအမျိုးစီနေပေါ်တာမွေးမြူပြီးဆိုတာအမှုအလောက်လောက်ရပါတော့အမျိုး console ပိုင်းဖြာပဲစီနေပေါ်တာမွေးမြူပြီးဆိုလောက်ရစားမျိုးပေါ့ဆိုတော့အမျိုးပြောကြောတာမန်လူလေးမှာရောမတွေ့ရလားဆိုကြောမေးစရာရှိပါတော့တာမန်လူလေးမှာလည်းတွေ့ရအဲ့မှာတွေ့ရနေပေါ့နော်လူဆိုတာကကောင်းရဆိုးရစူစားပဲအမြဲတမ်းကျွန်တော်တို့ကပြင်းတာထင်တာပြောနေစားမျိုးဖြစ်ဆောင်နော်ကိုမျိုး console ပိုင်းဖြာပဲစားမျိုးလားပုံမှန်အဖြစ်လားကျွန်တော်တို့တွေ့ရခဲ့တမန်ဝန်ကျောင်းလောက်လေးမှာကျင်းဝအရာတစ်ခုခုရလိုင်းနာရောင်ဖြစ်တာကြောင့်လိုင်းနာမျိုးချင်းတွေမျိုးလည်းများအမျိုးစီနေပေါ်တာကိုကျွန်တော်တို့အမြဲတမ်းဒီပါအမြဲလူနေပါတွေ့ရဆိုကြောပြောရပါတော့ဆိုတော့ကျွန်တော်တို့အတနေမှာစီနေပေါ်တာနာပတ်တာပြီးဆိုတာပန်ဝိုင်စီပိုင်းလေးခီလာဆိုတာကျွန်တော်တို့လေလာဆောင်ရရဲ့နောက်တစ်ခု class ဆိုတာဒီမှုချိခံတာစီနေပေါ်တာကျွန်တော်လေလာစာရှင်းပြသွားလောက်ရဲ့နောက်တစ်ခု class ဆိုတာကွန်ပြင်စီနေပေါ်တာဆိုပြင်စီနေပေါ်တာကွန်ဆိုပိုက်ဖြာပဲစီနေပေါ်တာဆိုမျိုးလဲကျွန်တော်တို့မျိုးစားသုံးမျိုးခွက်ကြီးစားလဲကျွန်တော်တို့လောက်ကြီးရဲ့ပေါ့နော်ဆောင်းကြီးရဲ့ဆိုတော့ကျေးဇူးတင်ခင်ဗျာမေးစရာဆွေးနွေးစရာဂျင်းခုစရာရှိဆိုလဲ comment မှာပြောပေးကြပါပေါ့နော်တန်နေဆိုလာကျွန်တော်ခြုံငုံပြီးဖာမှန်ပြီး class ဆိုတာလာပြီးမြောက်ဝေးစာဖြစ်ပါတယ်ပညာရှိတယောက်မြောက်ဝေးစာမူပဲပါကြောပေါ်သက် class တမ်းများပဲဖြစ်တာကြောအတိတ်ဆုံးမှာရွေးလေးပါဆိုလဲနားလည်ပြီးစီစဉ်ရထောက်ပြပေးဦးလဲအာနာကိဗနာခင်ဗျာနောက်ပါတိမဲ့ခင်တတ်ခင်ဗျာကျေးဇူးတင်ခင်